Okay, hello, Mingalaba, no? Mingalaba, Akua channel, Gons in the Tide Dime, General Korean Badane, Bale, Joshua by a champion pitching, Yajama Chanda de Nationie, Alenia, no? I gons in the Batal of Pioma Pides. I don't allow Biome Solo General Along the Dime, the Yemen Tabono to the Yemen Tamamu Jama Chanda Cha, the Nationile, Disagari, Biojare. အဲ့တော့ဒီရဲအများကြီးတော့မပြတော့ဘူးเนาะရဲမင်းတက်ပြောတဲ့စကားလေးကိုပဲတူတူလေးကိုပဲအရင်နားထောင်ကြည့်အောင်ကျွန်တော်ဆိုသူထိုးမဲ့ပွဲမှာကျွန်တော်အရင်သူဆူတောင်းပေးတယ်မျက်ရည်တောင်ကြာဆူတောင်းပေးပြီးတော့မှတစ်ဖက်မှာလည်းဘုရားသခင်ကသူ့ရဲ့ပြိုင်ဘက်အတွက်ပါဆူတောင်းပေးဖို့ပြောလာတယ်သူ့ရဲ့ပြိုင်ဘက်အတွက်ပါဘယ်လိုဆူတောင်းမလဲသူ့ပြိုင်ဘက်ကတကယ်ဆိုအဲ့ဒီပွဲမှာသေမှာသေရမှာဒါပေမဲ့ကျွန်တော်ဆူတောင်းပေးလိုက်တဲ့အခါမှာမသေဘဲနဲ့ဒါဆူတောင်းခြင်းတကူကိုပြောပြတာနော်လက်ပဲချိုးသွားတာတကယ်ဆိုသူသေမှာဖြစ်တယ်ဟုတ်ပြီအားလုံးနားထောင်ပြီးတော့ပြီဆိုတော့เนาะဒါသူမှမဟုတ်ဘူးခုနပြောထားတဲ့အတိုင်းသူ့လိုပုံစံနဲ့ပြောတဲ့လူတွေအများကြီးရှိသေးတယ်ဟိုကျွန်တော်ကိုယ်တိုင်ခရီးရံပဲเนาะသူဘလို့လိန်ပြောတယ်လဲဆိုတာပေါ့သူဘလို့ဝင်နှမ်းဖြူတယ်လဲဆိုတော့ကျွန်တော်တို့ကသိဖို့လိုတယ်ဒါကိုသိချင်ကျွန်တော်ဘလို့လုပ်လို့ပြောမယ်ဆိုတုတ်တန်ချမ်းကိုပဲဖတ်ပါဒါကခရီးရံတွေကိုပဲဖြစ်ဖြစ်ခရီးရံကိုလေးလာနေတဲ့လူတွေပဲဖြစ်ဒီကောင်းနေဘလို့လိန်သွားလဲဆိုတော့ကိုတုတ်တန်ချမ်းကိုဖတ်ရင်သိတာတယ်เนาะကျွန်တော်တို့ကခရီးရံဘာသာမှာကကျွန်တော်အရာရာထဲမှာဘုရားခင်ကိုကြီးစုတော်ချီးမွမ်းတယ်ဘုရားရဲ့ကြီးစုတော်ကြောင့်ဖြစ်တယ်လို့ကျွန်တော်တို့ကဘုရားကိုအဲ့လိုမျိုးပြောတဲ့အချိန်မှာဒီအနောက်မှာကျွန်တော်တို့ကစူးစမ်းအားထုတ်မှုတွေအားလုံးမိမိရဲ့စူးစမ်းအားထုတ်မှုတွေလှုပ်ဆောင်မှုတွေအားလုံးကိုကျွန်တော်တို့ကအလုံးဝညှင်းပယ်လိုက်ခြင်းမျိုးတော့မဟုတ်ဘူးဘာဖြစ်လို့တုတ်တန်ချမ်းမှာရှိတယ်ကျွန်တော်တို့ကဒီလူလောကမှာမစူးစမ်းတဲ့လူတွေအလုံးမလုပ်တဲ့လူကအစားတော်မစားပါစေနဲ့တယ်နော်ပြကြရဲ့ပညာနဲ့ပတ်သက်တဲ့လေ့လာတဲ့လူအတွင်းကြဟိုတခြားလိုက်ဖတ်ကျင်နားလည်အောင်ဖိုင်အတွင်းကြလေ့လာရတဲ့လူအပတ်ကုတ်စူးစမ်းတည်ယူတဲ့လူတွေမှသာအောင်မြင်ချင်းရောက်မယ်เนาะအလုပ်ဆိုရင်လည်းတကယ်စူးစမ်းပြီးလုပ်ကင်တဲ့လူတွေဉာဏ်ပညာသုံးပြီးလုပ်တဲ့လူတွေစူးစမ်းတဲ့လူတွေကတကယ်အောင်မြင်ချင်းပန်းတိုင်ကိုရောက်မယ်ဇွဲမလျှော့ဘဲနဲ့လုပ်တဲ့လူတွေပေါ့เนาะဒါတုတ်တန်ကျမ်းထဲမှာဒီလိုသဘောတွေနဲ့ဖော်ပြထားတာတွေရှိတယ်ကျွန်တော်တို့ဖတ်ကြည့်အဲ့တော့လူရဲ့စူးစမ်းမှုကိုတမာကျမ်းစာကမလိုဘူးဆိုတဲ့အပိုင်းမှာလုံးဝမပြောထားသလိုလူရဲ့စူးစမ်းမှုကြောင့်မဖြစ်လာဘူးလို့လည်းပြောထားတာမျိုးမဟုတ်ဘူးလူရဲ့စူးစမ်းမှုကြောင့်မဖြစ်လာတဲ့အပိုင်းတော့ရှိတယ်အဲ့ဒါကကျွန်တော်တို့အထူးသဖြင့်တော့ဝိညာဉ်ရေးရပေါ့နော်သဘောတရားနဲ့ပတ်သက်တဲ့ပိုင်းဆိုင်ရာမှာဖြစ်လာတာတွေတော့ရှိတယ်ဒါကကျွန်တော်တို့ရဲ့လူရဲ့စူးစမ်းအားထုတ်မှုကြောင့်မဟုတ်ဘဲနဲ့ငါသခင်ယေရှုဘုရားသခင်ရဲ့ကြီးစွာကြောင့်ကျွန်တော်တို့ဒီဘက်မှာအောင်မြင်လာတာလေးတွေရှိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ရဲ့ဒီခန္ဓာရေးရာအထိကိုဟိုလိုက်လာတဲ့တချို့အဆင့်လေးတွေတော့ရှိတယ်ပေါ့နော်ဒါတွေကတော့အသေးစိတ်မရှင်းတော့ဘူးအဓိကတော့ခုနပြောတုတ်တန်ချမ်းမှုဖတ်ကြည့်ပါနော်အဲ့တော့ဒီမှာရဲမင်းထပ်ပြောသွားတဲ့စကားလုံးရှိတယ်ဖះကိုအောင်ပွဲစလိုက်တဲ့ကြီးစုတော်ပဲဖះကိုပဲချီးမြှောက်နေလို့ယောရှုဗန်ကနောက်ဆုံးဒီချန်ပီယံလုပွဲမှာလွယ်နဲ့အောင်မြင်သွားတယ်ပြီးကြရင်သူတို့ကလည်းအနောက်ကနေအတကုံဆူတောင်းပေးနေလို့ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့နှမ်းဝင်ဖြူသွားတာနော်သူတို့နာမည်ရဖို့သူတို့နာမည်ကြီးဖို့သူတို့ဖះလူဖြစ်တယ်ဆိုမှလူအတိမတ်ပြုခံရဖို့အတွက်ကိုသူတို့ကနှမ်းဝင်ဖြူသွားတာဒါပေမဲ့သူတို့ကခေါင်းစဉ်တက်တာဘုရားသခင်ကြီးစုတော်ချီးမွမ်းတယ်လို့ပါလို့ခေါင်းစဉ်တက်သွားတယ်ပြောမယ်ဆိုဘုရားသခင်ရဲ့ကြီးစုတော်ချီးမွမ်းတယ်ဆိုတဲ့ခေါင်းစဉ်တက်ပြီးဘုရားသခင်ရဲ့စကားတော်ဖြစ်တဲ့တုတ်တန်ကျမ်းကိုဆန့်ကျင်ပြီးသူတို့ကပြောသွားတာနော်ဒါဘုရားသခင်ကိုဆန့်ကျင်တာပဲငါတော့ဘုရားကို69.9%ယုံကြည်မယ်3.3.1%တော့ဆန့်ကျင်မယ်ဆိုရင်မရပါဘူးနော်ခရိယာမှာလုံးဝမရဘူး100မှာ100ဘုရားကိုယုံကြည်ရတယ်ပုံအပ်နိုင်ရတယ်ဒါမှယုံကြည်ခြင်းလို့ခေါ်တာ3.3.1%ဘုရားကိုဆန့်ကျင်သွားရင်လည်းဒါဘုရားသခင်ကိုဆန့်ကျင်တာပဲနော်ဟုတ်ပြီဒီရဲမင်းထက်တော့လုပ်နေတဲ့ပုံစံကအဲ့လိုလုပ်နေတာနော်ဖះကိုတော့အများကြီးယုံမယ်မှာတုတ်တန်ချမ်းနဲ့ပတ်သက်တာတော့ငါတို့မယုံနိုင်ဘူးဆိုတဲ့သဘောတရားဖြစ်သွားတယ်ပါဘာဖြစ်လို့လဲဆိုတော့ तू ပြောနေတဲ့ဟာတွေကတုတ်တန်ချမ်းနဲ့ဆန့်ကျင်တဲ့ပုံစံတွေဖြစ်ကုန်ပြီအဲ့တော့ဆက်ပြောမယ်နော်အဲ့ဒီယောရှုဗန်ကိုဒီလိုပေါ့နော်သူတို့ဆူတောင်းလိုက်လို့ငူလို့ဖြစ်တယ်တို့ဒီကြဲ့ तू ပြောသွားတယ်ဗာလေအဲ့ဒီပွဲမှာဒီယောရှုဗန်ရဲ့ပြိုင်ဖက်ကသေသွားမှာတဲ့သူတို့ဆူတောင်းပေးလိုက်လို့မသေတာတဲ့တကယ်ဆိုရင်ဒီပွဲမှာယောရှုဗန်ကသာလေအရင်ကနဲ့ကောင်းကောင်းကြင်ကြံလေးလာအပတ်တကူစူးစမ်းအားထုတ်ခြင်းမာဂုံနေပဲဖြစ်ပေါ့နော်တလူခံနိုင်ရှိတဲ့ဟာကိုမစူးစမ်းခဲ့ရင်အဲ့ဒီပွဲမှာအခက်မတင်ယောရှုဗန်တော့ဆေးရုံရောက်မှာသေမလားမသိဘူးနော်နောက်ဆုံးပွဲအပြက်လေးမှာဖြစ်သွားတဲ့ဟာလေးကယောရှုဗန်နိုင်ဖို့အတွက်လဲချတဲ့အချိန်မှာအလဲချမခံခင်မှာအရင်အကန်ခံရတာအဲ့ခြေတော့ကခင်ဗျအဲ့ကန်ချက်ကိုခင်ဗျားတို့ကျွန်တော်တို့အကန်ခံလိုက်ရရင်လေသေမှာကျွန်တော်တို့ဆိုသေသွားမှာ
ယောရှုဗန်ကဘာမှတော့မဖြစ်ဘူးနော်ပြောမယ်ဆိုရင်သူထုတ်သုံးသွားတဲ့ကွက်ကထိုက်ကြည့်တိုင်းတယ်လို့ပါလို့နော်ယောရှုဗန်လေအကန်ခံပြီးတော့မှတော့အဆူမပြန်မပြီးပြန်တွန်းကန်လိုက်တဲ့သဘောပေါ့နော်သူ့ရဲ့အားနဲ့ပြန်တွန်းလိုက်တဲ့သဘောနော်ပြောပြထိုက်ကြည့်နော်ပြောမှတကယ်ထိုက်ကြည့်တိုင်းပညာအပြင်မှာတွေ့ရတာယောရှုဗန်အဖြစ်ပေါ့နော်ပြောပြချင်တာအဲ့တော့ဒီမှာကျွန်တော်ပြောချင်တာကလေအဲ့ဒီမာကုံခမရဆူတောင်းပြီးမှရတယ်ခမရဖះကိုချီးမြှောက်လို့ရကြီးဆိုရင်အဲ့ကျွန်တော်ပြောမယ်အဲ့ဒီရဲမင်းထက်ကိုသွားပြီးအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအာမင်ထူးနေတဲ့ကျွန်တော်တို့ခရစ်ယာန်ဘာသာတွေကအုပ်စုတွေနော်အမိန်ကလေးပဲဖြစ်ဖြစ်တော့မတနာနိုင်ဘူးကျွန်တော်အခုပြောပြရမယ်ကျတော့အဲ့လိုမျိုးဟောနေတဲ့ရဲမင်းထက်လိုဟောနေတဲ့လူတွေခမရဖះသခင်ကိုချီးမြှောက်ရတယ်မလို့လှုပ်လိုက်ချီးမြှောက်ခမရအောင်ပွဲထဲမှာအကြီးစုတို့တော့ပြောပြီးကြရဲ့ခုနယောရှုဘန်ကိုရှုံးခဲ့တဲ့ကောင်နဲ့ခမရတို့ပြန်သွားတထိုး MMA မှာထိုးရဲလာခမရတခါသေတော့သေသွားမယ်မသေရင်တော့ခမရတို့ကန်ကောင်းတာပဲနော်မသိရင်ကံကောင်းညာတို့ပြောတယ်ဗာလဲဖျားသခင်ကိုချီးမွမ်းလိုက်လို့လွတ်လွယ်ကူကူနဲ့ယောရှုဗန်ကနိုင်သွားတာပါဇက်ကပြောတာတအားလွယ်နော်ခုနပြောတဲ့အတိုင်းသူ့မှာကန်ခံလိုက်ရတဲ့ကန်ချက်ကိုအကန်ခံနိုင်ရဖို့အတွက်ဘယ်လောက်ထိမာကုန်ကိုနှစ်နဲ့ချီပြီးစူးစမ်းပြီးလေ့ကျင့်ခဲ့ရတယ်လဲဆိုတာခင်ဗျားတို့လည်းလေ့လာအောင်ခင်ဗျားတို့10နှစ်စူးစမ်းရင်တော့မဖြစ်နိုင်ဘူးသိလားအဲ့ရဲမင်းထက်နဲ့သူ့ရဲ့နောက်လိုက်တယ်ပြောတာနော်အဲ့ကျမ်းမှာချမ်းသာသေးနာရှင်နောက်လိုက်တယ်ခင်ဗျားတို့10နှစ်စူးစမ်းရင်တော့အဲ့လိုကန်ချက်တစ်ချက်ကိုခံနိုင်ဖို့အတွက်မဖြစ်နိုင်ဘူးခင်ဗျားတို့အတွက်နော်ခင်ဗျားတို့ဖះကိုချီးမြှောက်ပြီးစူးစမ်းမရဘူးအဲ့လိုအကန်ခံနိုင်မှုမရဘူးတက်ပြောပြတာတကယ်ခင်ဗျားတို့ရတယ်ထင်နေဆိုရင်သွားအခုအဲ့ခုနပြောနေယောရှုဗန်ကိုရှုံးခဲ့တဲ့ကောင်စီမှာခင်ဗျားတို့ဆူတောင်းနော်အစာရှောင်မဲ့ဆူတောင်းခင်ဗျားတို့ဖះเจ้าတအုပ်စုလုံးခင်ဗျားတို့ဘက်ကချမ်းသာချမ်းသာဒေသနာရှင်နမိတ်လက္ခဏာရှင်တွေအကုန်လုံးသွားပြီးဆူတောင်းဝိုင်းပြီးဆူတောင်းမဲ့အဲ့ထိုးပြိုင်မဲ့လူပြစင်ပေါ်တက်ထိုးခင်ဗျားတို့မသိရင်ကန်ကောင်းနော်မသိရင်ကန်ကောင်းတယောက်ထိုးလို့အားမရ2ယောက်နဲ့တက်သွားထိုးမရဘူးအခက်မတင်သိအောင်သိသွားမယ်ခင်ဗျားတို့ရှင်းတယ်နော်အဲ့အကြောင်းပြောခင်ဗျားတို့အခုကသူမြနှစ်နဲ့လနဲ့ချီပြီးစူးစမ်းအားထုတ်လို့တလူမာကုံနေတလူပြန်လဲတုံ့ပြန်နိုင်စွမ်းနေထိုက်ကြီးတိုင်းပေါ့နော်ပြောရမယ်ထိုက်ကြီးတိုင်းနေတက်လာတဲ့အားတွေခင်ဗျားတို့သွားကျင့်ကြည့်ပါလားနင်းထိုင်ရလာတာမဟုတ်တာဒါကြီးခင်ဗျားတို့ဆူတောင်းလို့ပေးလို့လေရလာတဲ့ဟာမျိုးမဟုတ်ဘူးဟိုကထိုက်ကြီးတိုင်းတက်လို့ဖြစ်သွားတာနော်ယောရှုဗန်ထိုက်ကြီးတိုင်းတက်လို့ရသွားတာမာကုံလည်းရှိတယ်ထိုက်ကြီးတိုင်းလည်းတက်တယ်တက်ပြောလိုက်တာနော်ဒါကြောင့်မို့ယောရှုဗန်ကအဲ့လိုနိုင်သွားတာမြတ်တော့အခုကယောရှုဗန်ရဲ့အောင်မြင်မှုကိုခမားတို့ကမနာလိုတဲ့ခါကျတော့ခမားတော့ဘာဖြစ်လဲဆိုတော့ဘုရားသခင်ကိုချီးမြှောက်တယ်လို့နဲ့တကယ်တော့ခမားတို့ဆူတောင်းပြီးလို့ဖြစ်သွားတယ်ဆိုတဲ့ပုံစံနဲ့လှုပ်သွားတာเนาะကျမ်းမာချမ်းသာဒေသနာရှင်နေခမားတို့ဆိုတာဒီကျမ်းမာချမ်းသာဒေသနာရှင်ကိုပြောတာပါဒီကပရိသတ်ကြီးတဲ့ပရိသတ်ကိုပြောတာမဟုတ်ဘူးเนาะဟိုကျမ်းမာချမ်းသာဒေသနာရှင်တွေကအလုပ်ကအဲ့ဒါပဲဘုရားသခင်ကိုချီးမြှောက်တယ်လို့နဲ့သူတို့ကဖခင်ရဲ့လူတွေဖြစ်တယ်ဆိုတဲ့ဟာကိုဂုဏ်ဖော်ချင်တာသူတို့ကဘုရားလူမဟုတ်တဲ့ခါကျတော့ဘုရားလူဖြစ်ကြောင်းအတဲအတိုင်အဲ့လိုသူများကိုငှားပြီးတုံပြီးအဆိုတော်တွေကိုငှားပြီးနော်တခြားလူတွေကိုငှားပြီးအခုလို့ဆိုရင်တော့ယောရှုဗန်တို့အောင်လာတို့ကိုအတုံးချပြီးတော့မှအောင်မြင်နေတဲ့လူတွေကိုအတုံးချပြီးတော့မှနင်းပြီးတော့မှသူတို့နာမည်ကိုတိုက်ယူတာနှမ်းဝင်ဖြူရတယ်မကောက်ဘူးနော်နင်းမှချတာတယ်လို့ကျွန်တော်ပြောတဲ့စကားကိုယောရှုဗန်ပဲဖြစ်သူ့ရဲ့အတိုင်းဝိုင်းကဖြစ်ကြားရင်ပြောပြပေးလိုက်ပါယောရှုဗန်ကိုလည်းတတိထားလို့အိုက်ကောင်တွေကနော်အိုက်ကောင်တွေကလည်းအဆိုတော်တွေကိုလည်းနင်းချပြီးသွားပြီအသုံးချပြီးအနင်းချသွားတာအခုယောရှုဗန်လည်းသွားမပတ်သက်နေလို့ဒါပြောထားတယ်ခမရကိုလည်းယောရှုဗန်ကိုလည်းသူတို့ကအသုံးချပြီးနင်းချသွားမှာပဲသူတို့အတွက်ကိုပဲခမရတို့ကျွန်တော်တို့အသုံးချသွားမှာဒီအုပ်စုကနော်သူတို့ရဲ့ကောင်းစားရေးသူတို့နာမည်ကြီးရေးသူတို့ကိုလူအထင်ကြီးရေးသူတို့ကဖျားလူกว่าဘာဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ဟိတ်ဟန်နဲ့နော်ဒီ file share တွေလိုမျိုးပေါ့နော်ဖြစ်ဖို့အရေးဒါတို့ရေးပေါ့နော်သူတို့ဖတ်နေကြည့်မယ်ဆိုတာအဲ့လိုတွေနော်ခမရတို့တကယ်ဖျားကိုချီးမြှောက်တိုင်းအဲ့လိုရကြီးဆိုခမရတို့ဖျားကိုချီးမြှောက်ပြီးစင်ပေါ်တက်သွားထိုးကြတအုပ်စုလုံးသွားထိုးကြနော်ခမရတို့မသိရင်ကံကောင်းမိန်းကလေးလေးဟောနော်အားမငယ်နဲ့နော်ကျမတို့မိန်းကလေးမို့လို့ထိုးလို့မရဘူးလားမပြောနဲ့ဘရိုနီကာရှိတယ်နော်ဘရိုနီကာရှိတယ်ခင်ဗျားတို့ဖះကိုချီးမြှောက်တိုင်းသာချီးမွမ်းလိုက်လို့သာခင်ဗျားတို့ဘာမှမလုပ်ဘဲနဲ့အဲ့လိုဆူတောင်းပေးလိုက်လို့သာအဲ့လိုမျိုးရကြည့်ဆိုခင်ဗျားတို့အမှသွားဘရိုနီကာနဲ့သွားထိုးစင်ပေါ်တက်နော်မထိုးရဲဘူးခင်ဗျားတို့ရှောက်ပြောနေတာပြောလိုက်ရင်ငါတို့ဆူတောင်းပေးလို့လွယ်နဲ့ရတော့တာဗလဲဖះကိုချီးမြှောက်လို့လွယ်နိုင်သွားတာခင်ဗျားတို့အချင်းချင်းဆူတောင်းပေးလိုက်ဖះကိုခင်ဗျားတို့ချီးမြှောက်ပြီးကြစင်ပေါ်တက်ထိုးကြည့်လိုက်လေဘရိုနီကာနဲ့မင်္ဂလိဆိုရင်လေနော်သူရဲမင်းထပ်ဘက်ကိုထောက်ခံနေတဲ့အုပ်စုတွေပြောတာကျမ်းမာချမ်းသာဒေနာရှင်ဘက်ကသူတွေပြောတာခင်ဗျားတို့သေတော့သေသွားအောင်မယ်တက်ပြောတာနော်ခင်ဗျားတို့လုပ်လို့မရဘူးဟိုမှာသူများတွေကစူးစားတာထိုက်ကြည်တိုင်းတက်တဲ့အထီကိုစူးစားရတာမာကုန်စူးစားရတယ်နော်မအကန်ခံလိုက်ရတာမလားမစားတာဘူးခင်ဗျားတို့သွားအကန်ခံကြည့်
အမလေးကိုကထိုက်အမာကိုကလည်းရှိတယ်ထိုက်ကြီးတန်းလည်းတက်တယ်နော်ထိုက်ကြီးတိုင်းနဲ့စော်သွားတာနော်ကျွန်တော်ပြောတာအဲ့ဒါနော်ခင်ဗျားတို့ကြောင်တောင်နဲ့နော်ငါတို့ခရီးယန်ဘာသာထဲမှာအဲ့ဒီလိုနော်အချင်းချင်းစောက်ချင်းပို့ပြီးတော့မှနှမ်းဝင်ဖြူပြီးတော့မှခရီးယန်ဘာသာကိုပါတိတ်ခါချနော်သူများဖာရီရှဲလို့ပြောပြီးသူတို့ပဲဖာရီရှဲစောက်ချင်းနေကျင့်နေတာအပိုးတွေရှောက်ပြောရှောက်လို့နော်ဒါတော့လူသိစေချင်လို့ပြောတာဒီမှာကျွန်တော်ဒီမှာကြည့်မဲ့ထဲမှာဗုဒ္ဓဘာသာကြီးလည်းပါနေတယ်ခရစ်ယာန်လည်းပါနေတယ်မွတ်စလင်ဟိန္ဒူဘာသာမဲ့ဘာသာချကိုယ့်ရဲ့ဘာသာဝင်အကုန်လုံးပါနေတယ်အားကြောင့်မသိအောင်ပြောပြတာနော်ဒီဘာသာချတဲ့အပြင်ဒီအုပ်စုတွေကလုံးဝခရစ်ယာန်မဟုတ်ဘူးဒီကောင်နဲ့တက်ခရစ်ယာန်ဘာသာကိုအသုံးချပြီးကြားဖြန့်လုပ်နေတာခရစ်ယာန်ကြားဖြန့်ပဲဖြစ်တယ်အဲ့ဒါခရစ်ယာန်ဘာသာအစ်စ်မဟုတ်ဘူးနော်အဲ့ဒါခါလေးပြောတာကနေကြခရစ်ယာန်ဘာသာဘာဖြစ်တဲ့ညာဖြစ်တယ်လေဘာသာနာမည်နဲ့တက်မပြောကြနဲ့ခါလေးရှင်းပြောတာအဲ့ဒါကျွန်တော်တို့လက်ခံထားတဲ့ခရစ်ယာန်ဘာသာမဟုတ်ဘူးဒီကောင်တွေကခရစ်ယာန်ဘာသာကိုအသုံးချပြီးလုပ်နေတဲ့ကြားဖြန့်ခရစ်ယာန်ကြားဖြန့်ဒီကောင်တွေနော်အဲ့ဒါပါခါလေးလာပြောထားတာအားလုံးကျေးဇူးတင်တယ်ဗျာ